phonics သင်ကြားရေးမှာမဖြစ်မနေသိထားရမယ့်အခြေခံ concept လေးတွေကိုပြောပြပေးချင်ပါတယ်။အရင်ဆုံးကျမတို့ letter sound နဲ့ letter name နဲ့ပေါ့နော်။ letter sound ဆိုတာဘာလဲ letter name ဆိုတာဘာလဲပေါ့နော်။ letter name ဆိုတာတော့အားလုံးသိတဲ့အတိုင်းဒီ A B C D စသဖြင့်ဒီ letter လေးတွေရဲ့နာမည်လေးတွေပေါ့နော်။ letter လေးတွေရဲ့နာမည်လေးတွေဥပမာကြောင်ကလေးတစ်ကောင်မှာနာမည်ရှိတယ်ပေါ့နော်။ရွှေဝါပေါ့။ဒီလိုမျိုးပဲ letter လေးတွေမှာလည်းနာမည်ရှိတယ် A ဆိုတဲ့ letter မှာ A ဆိုတဲ့နာမည်လေးရှိတယ်ဒါမျိုးပေါ့နော်ပြီးသွားရင် letter sound ပေါ့ letter sound ကဘာလဲပေါ့ letter sound က A ဆိုလို့ရှိရင်အလို့အတန်ထွက်တယ် B ဆိုရင်ဘလို့အတန်ထွက်တယ်ဒါလေးတွေကသူတို့ရဲ့ letter sound ပေါ့နော် letter sound နဲ့ letter name တွေကမတူဘူးပေါ့နော်ခုနဥပမာလေးကိုကျမတို့ပြန်သွားပြောမယ်ဆိုရင်ကြောင်ကလေးရဲ့နာမည်ကရွှေဝါဒီကြောင်ကလေးရဲ့အတန်ကကြတော့ညောင်းလို့ပဲပြောတာလေနော်ရွှေဝါလို့သူမပြောဘူးလေသူရဲ့အတန်အလိုမထွက်ဘူးညောင်းလို့ပဲထွက်တာဒါကကျွန်မဥပမာလေးနဲ့ပြောတာပေါ့နော်အဲ့လိုပဲ A ဆိုတဲ့ letter လေးမှာအဆိုတဲ့အတန်ရှိတယ် B ဆိုတဲ့ letter မှာဘဆိုတဲ့အတန်ရှိတယ်ဒါလေးတွေက letter sound နဲ့ letter name နဲ့ကွာခြားချက်လေးဖြစ်ပါတယ်နောက်တစ်ခုက phoneme နဲ့ grapheme phoneme ဆိုတာအတန်လေးတွေပေါ့နော်ကျွန်တော်တို့ဒီအတန်ရဲ့အသေးဆုံး unit တစ်ခုကို phoneme လို့ပြောရဲပေါ့နော်ဥပမာဆိုရင်နော် cat ဆိုတဲ့စလုံးလေးမှာဆိုရင် k a t နော် k ဆိုတဲ့အတန်လေးရဲ့a ဆိုတဲ့အတန်လေးရဲ့ t ဆိုတဲ့အတန်လေးတွေက phoneme တွေဖြစ်တယ်ပေါ့နော်အသေးဆုံးအတန် unit ကလေးတွေဒီ phoneme တွေဖြစ်တယ် okay ဒါဆို grapheme ပေါ့နော် grapheme ကဘာလဲဆိုတော့ကျမတို့ k ဆိုရင်ဒီလိုပုံစံလေးရေးတယ်အကိုဒီလိုလေးရေးတယ်ချက်ကိုဒီလိုလေးရေးတယ်အတန်လေးတွေကိုကျမတို့ဘယ်လိုရေးလဲဆိုတော့ပုံစံလေးတွေကို grapheme လို့ခေါ်တယ်ပေါ့နော် okay ဒါဆိုကျမတို့ခဆိုတဲ့ phoneme ပေါ့နော် phoneme အတန်လေးမှာဆိုရင်ဘယ်လိုပုံစံလေးတွေနဲ့သူ့ရဲ့ grapheme ကဘာလေးဖြစ်နိုင်လဲခဆိုတဲ့အတန်လေးရဲ့ grapheme ကဒါလေးလည်းဖြစ်နိုင်တယ်ဒါဆိုရင်လည်းခပဲဒီရဲ့ phoneme လေးကလည်းခပဲဒီနှလုံးတွဲလေးရဲ့ phoneme ကလည်းခပဲပေါ့နော် okay ဒါတော့ခရဲ့ phoneme လေးမှာ grapheme လေးတွေကဒီလိုမျိုးလေးတွေကွဲနေတာမျိုးဖြစ်နိုင်တယ်ပေါ့နော်ဒါကတော့ phoneme နဲ့ grapheme အကြောင်းလေးပါနောက်တစ်ခုသိထားမှာကျမတို့အတန်တွေမှာ consonant sound တွေရှိတယ် vowel sound တွေရှိတယ်ပေါ့နော် letter တွေမှာလည်း consonant letter တွေနဲ့ vowel letter တွေဆိုပြီးတော့ရှိတယ်ပေါ့နော်ဒါဆို vowel လေးတွေကပါလေးတွေပေါ့နော်ဒါအားလုံးသိထားပြီးရဖြစ်တဲ့အတိုင်း A E I O U ပြီးရင်တခြားပါအောင်လဲဆိုတော့ Y လေးပါမယ်ပေါ့နော် Y ကရန်ဖန်ရန်ခါမှာ vowel လေးနဲ့လုပ်ပြီးတော့တခါတည်းမှာ consonant နဲ့ဖြစ်နေအလုပ်လုပ်တယ်ပေါ့နော်ဒါဆိုရင်တို့နှစ်ယောက်ရဲ့မတူတဲ့ထူးခြားချက်တွေကဘာလဲပေါ့နော်ဥပမာ vowel အတန်လေးတွေကိုကျမတို့ထွက်မယ်ဆိုရင်ဒီလိုမျိုးလေပေါ့နော်ပါဇက်ထဲကလေရလဲအတားအဆီးမရှိထွက်နိုင်တယ်လို့ပါဇက်ထဲမှာလည်းကျမတို့ကလေကိုပဲအင်္ဂါအစိတ်ပိုင်းနဲ့ဖြစ်ဖြစ်ကျမတို့ကတားဆီးထားခြင်းမရှိဘူးပေါ့နော်ဥပမာဆိုရင်ဒီ vowel အတန်လေးတွေပေါ့နော်ဒီ A E I O U ရဲ့ short vowel အတန်လေးတွေကိုကျမထွက်ပြမယ်နော်အာအေဒါဆိုရင်ဒါ A E I O U vowel short vowel လေးတွေအတန်ဖြစ်တယ်ကျမတို့ပါဇက်ထဲကအင်္ဂါအစိတ်ပိုင်းထဲမှာဒီ vowel အတန်ကိုတားဆီးထားခြင်းမရှိဘူးပေါ့နော် okay ဒါဆိုရင်ကျမတို့ consonant လေးတွေကိုထွက်ကြည့်မယ်ပေါ့နော် b နော်ကျမတို့ဒီနှာခမ်းလေးနဲ့လေကိုပိတ်ထားရပေါ့နော် b နော်ခဒါဆိုရင်ကျမတို့အာကောင်လောက်နဲ့ကျမတို့ပိတ်ထားရခနော် okay နော်လေကတော့အစမပြတ်ထွက်တယ်ဒါပေမဲ့ကျမတို့သွားလေးနဲ့နှာခမ်းလေးနဲ့ဒီလိုလေးလေကိုနည်းနည်းအတားအဆီးလုပ်ထားတယ်ပေါ့နော်ဒီလိုလေကိုအတားအဆီးလုပ်ထားတဲ့အတန်လေးတွေကိုကျမတို့ consonant sound လေးလို့ခေါ်ပြီးတော့လေကိုအတားအဆီးမလုပ်ဘူးပြီးတော့ဒီပါဇက်ထဲမှာရှိတဲ့အင်္ဂါရက်တွေကိုလည်းဒါလေကိုအတားအဆီးလုပ်ထားတာမရှိဘူးလေကလည်းတစ်ဆက်တည်းထွက်လို့ရတယ်ဆိုတဲ့အတန်ကဒါ vowel အတန်လေးဖြစ်တယ်ပေါ့နော်ကျမတို့ဒီ consonant နဲ့ vowel နဲ့ကဒီလိုလေးခွဲလို့ရပါတယ်နောက်တစ်ခုကကျမတို့ decoding ပေါ့နော် decoding လုပ်တယ်ဆိုတာဘာလဲပေါ့ဥပမာကျမတို့အင်္ဂလိပ်စာဖတ်တတ်တယ်မြန်မာစာဖတ်တတ်တယ်ဆိုတာကျမတို့အဲ့ဒီမှာအဲ့ဒီဘာသာစကားရဲ့ code လေးတွေရှိအဲ့ code လေးတွေကျမတို့နားလည်တယ်နော်နားလည်လို့ဖတ်တတ်တာပေါ့နော် ABCD ဆိုတာလေးတွေကိုကျမတို့က
သင်လာရတယ်သင်လာပြီးတော့ဒါလေးကဘလို့အတန်ရှိတယ် CAT သုံးလုံးပေါင်းလိုက် cat ဆိုပြီးတော့ဖြစ်လာတယ်ဆိုတာလေးကိုကျမတို့ကသင်ကြားလာတယ်သင်ကြားလာတဲ့အခါမှာကျမတို့ကဖြည်းဖြည်းနဲ့မှတ်မိ repetition တွေများများနဲ့မှတ်မိလာတဲ့အခါမှာ CAT ကိုမြင်လိုက်တာနဲ့ကျမတို့က cat လို့တန်းတယ်ဒါကျမတို့decode လုပ်နိုင်မှာပေါ့နော်ဥပမာကျမတရုပ်စာမတက်ဘူးပေါ့နော်တရုပ်လို့ကြောင်လို့ရေးထားတဲ့စလုံးကိုကျမဖတ်လိုက်မယ်ဆိုရင်နားလည်မှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ကျမဒီတရုပ်စာကိုကျမ decode မလုပ်နိုင်ဘူးပေါ့နော်โอเคမြန်မာစာဆိုရင်လည်းသဝေထုကာကြီးရာရေးရေးချငတ်တယ်ကြောင်လို့ရေးထားတယ်ဆိုရင်ဒါကျမကမြန်မာလိုတက်တဲ့အတွက်ကြောင်ဆိုပြီးတော့ကျမ decode လုပ်နိုင်တယ်ပေါ့နော်မြန်မာလိုမတက်တဲ့နာနေညာသားတယောက်ကိုသွားပြီးတော့ပြမယ်ဒါမှမဟုတ်မြန်မာစာကိုတခြားမတက်သေးတဲ့ကလေးတယောက်ကိုသွားပြီးတော့ပြမယ်ဆိုရင်ဒါသူကဒါကိုကြောင်ဆိုတာသူသိမှာမဟုတ်ဘူးပေါ့နော်ဒါ decoding လုပ်တယ်ဆိုတာကျမတို့ကအဲ့ဒီဘာသာစကားမှာရေးထားတဲ့ code အဲ့ဒီဘာသာစကားမှာအသုံးပြုထားတဲ့ဒီ code လေးတွေဒီနေ့အပြင်ဒီ letter လေးတွေကိုပေါင်းဆက်ပြီးတော့ဘယ်လိုမျိုးအတန်ထွက်ရတယ်။ဘာအဓိပ္ပာယ်ရှိရဲဆိုတာကိုကျမတို့ကဒါ decoding လုပ်တယ်လို့ပြောတယ်ပေါ့နော်။ decode လုပ်နိုင်ဖို့ဘာတွေလိုအပ်မလဲဆိုရင် letter sound တွေကိုကျမတို့တစ်ခုချင်းစီသိရမယ်နော်။ဥပမာဆိုရင် cat နော်။ဒါကိုကျမတို့မြင်လိုက်တယ်။မြင်လိုက်တဲ့အချိန်မှာကျမတို့ decode လုပ်မယ်ပေါ့နော်။အဲ့တော့ C ရဲ့အတန်ဒီ k လို့ထွက်တယ်။ A ရဲ့အတန်ဒီ a လို့ထွက်တယ်။ T ရဲ့အတန်ဒီ t လို့ထွက်တယ်။ဒီသုံးခုကို blend လုပ်လိုက်တယ်ပေါ့နော်။ပေါင်းဆက်လိုက်တယ် blend လုပ်တယ်ဆိုတာပေါင်းဆက်လိုက်တာပေါင်းဆက်လိုက် cat လို့ထွက်တယ်လို့ blending လုပ်ပြီးတော့ကျမတို့ကပေါင်းဆက်ပြီးတော့ cat ဆိုတဲ့အတန်လေးကိုထွက်နိုင်သွားတယ်ပေါ့နော်ဒါကို decoding လုပ်တယ်ဒါ reading လုပ်တယ်လို့ပြောလို့ရပါတယ်နောက်တစ်ခုက encoding ပေါ့နော် encoding ဆိုတာဘာကိုပြောရလဲဆိုရင်ကျမတို့ဒီအင်္ဂလိပ်လိုကျမတို့ချပြီးတော့ရေးနိုင်တယ်ဒါမြန်မာလိုကျမတို့ချပြီးတော့ရေးနိုင်တယ်ဆိုတာဘာသာစကားကိုကျမတို့ encode လုပ်နိုင်လို့ပေါ့နော် okay ဒါဆိုရင် encode လုပ်တယ်ဆိုတာဘာကိုပြောရလဲပေါ့နော် okay ကျမကစာတစ်ခုရေးတော့မယ်ဆိုကျမခေါင်းထဲမှာ idea လေးအရင်ထွက်တယ်ပေါ့နော် okay ကျမခွေးကလေးအကြောင်းရေးမယ်ပေါ့နော်ခွေးကလေးအကြောင်းမြန်မာလိုရေးမယ်ဆိုရင်ခွေးဆိုတာတွေကခေါင်းထဲမှာပေါ်လာတယ်ပေါ့နော်ခွေးကိုဘယ်လိုပေါင်းမလဲတဝေထိုးခါခွေးပါဆွဲဝိဆန်နှလုံးပေါက်ခွေးလို့ပေါင်းမယ်ပေါ့နော်ဒါလေးတွေကကျမတို့ခါခွေးရှိတယ်ခါခွေးမှာဘီးရွယ်လေးရှိတယ်ဝါဆွဲလေးပေါ့နော်ခွပြီးအေးလေးနဲ့တရမှာဆိုအေးလေးနဲ့ပေါင်းလိုက်ခွေးဆိုတဲ့အတန်လေးဖြစ်သွားတယ်ပေါ့နော်ဒါကျမတို့ဒါခုနကတော့ကျမခွေးကလေးအကြောင်းရေးဖို့ကျမ encoding လုပ်နေတာပေါ့နော် okay အင်္ဂလိပ်လိုရေးမယ်ဆိုရင်လည်း dog ဆိုတဲ့စလုံးလေးကခေါင်းထဲကိုအရင်ရောက်လာတယ် dog မှာဆိုရင် dog နော်အတန်သုံးတန်ပါတယ် d ဆိုတဲ့အတန်လေးကိုကျမဘယ်လိုရေးမလဲဒီလိုလေးရေးမှာပေါ့ဆိုတာလေးကိုဘယ်လိုရေးမလဲဒီလိုလေးရေးမယ် g ဆိုတာလေးကိုဘယ်လိုလေးရေးမလဲဒီလိုမျိုးလေးရေးမယ်အဲ့လိုဆိုရင်ကျမရဲ့ dog လေးရပြီဒါကျမခွေးလေးအကြောင်းရေးလို့ရပြီပေါ့နော်ဒီလိုမျိုးပဲကျမခွေးလေးအကြောင်းရေးမယ်ဆိုရင်အတန်လေးတွေအရင်လာတာမဟုတ် dog အရင်လာတာမဟုတ်ဘူးပေါ့နော် dog ကလည်းအရင်လာတာမဟုတ်ကျမခေါင်းထဲမှာ dog ဆိုတဲ့အတန်လေးအရင်လာအဲ့ dog ဆိုတဲ့စလုံးလေးအရင်လာအဲ့စလုံးလေးကိုကျမကနေပြီးတော့ encode လုပ်နိုင်တယ်ပြီးတော့ခြာရေးနိုင်တယ်ဆိုတာဒါ encoding ပေါ့နော် encoding လို့ခေါ်ပါတယ်နောက်တစ်ခုသိထားမှလေးက digraph နော် digraph ဆိုတဲ့အခေါ်အဝေါ်လေးပေါ့နော် digraph ဆိုတာလေးကဘယ်လိုပြောရလဲဆိုရင်ကျမတို့က letter ရေး letter လေးကနှလုံးရေးရတယ်အဲ့ letter လေးကအတန်တန်ပဲထွက်တယ်အဲ့ဒါလေးတွေကိုကျမတို့က digraph လို့ခေါ်တယ်ပေါ့နော်ဥပမာဆိုရင် ck ပေါ့နော် ck ဆိုရင် k ဆိုတဲ့အတန်လေးနှလုံးတွဲ letter နှလုံးတွဲဒါပေမဲ့အတန်တန်ပဲထွက်တယ် k နော် k လို့ထွက်တယ်ပြီးတချို့နေရာမှာကျမတို့ pass တို့စလုံးတွေရှိတယ်ပေါ့နော် s လေးကနှလုံးဖြစ်တယ်ဒါပေမဲ့အတန်တန်ပဲထွက်တယ်ဒါလေးတွေကိုကျမတို့ digraph လို့ခေါ်တယ်ပေါ့နော်ဒီ vowel လေးတွေမှာဆိုရင်လေ a ဆိုတဲ့အတန်လေးတွေပေါ့ ai ဆိုရင်ကျမတို့ ai နဲ့ရှိတယ်ပေါ့နော် a နော်ဒီမှာ rain နော် rain ဆိုတိုင်းလေကောင်ကအတန်လေးကအတန်ပဲထွက်တယ်ဒါပေမဲ့ကျမတို့ letter လေးကနှလုံးသွဲရေးတယ်ဒါလေးတွေကိုကျမတို့ digraph လို့ခေါ်တယ်ပေါ့နော်နောက်တစ်ခုက consonant blend ပေါ့နော် consonant cluster လို့လည်းခေါ်တယ် consonant blend လို့လည်းခေါ်တယ်ပေါ့နော်ကျမတို့ consonant လေးတွေကိုပေါင်းတာပေါ့ပေါင်းဆက်ပြီးတော့အတန်ထွက်တာပေါ့နော်ဥပမာဆိုရင် s နဲ့ t နဲ့ကိုပေါင်းပြီးတော့ stop play နော် p နဲ့ l နဲ့ကိုပေါင်းပြီးတော့ pl ဒီလိုလေးတွေခုနကတော့ digraph နဲ့မတူဘဲနဲ့သူကတော့ consonant နှလုံးကိုပေါင်းဆက်လိုက်တယ်ဒါပေမဲ့နှစ်ခုစလုံးရဲ့အတန်ကိုကျမတို့ကြားရတယ်ပေါ့နော်အတန်တစ်တန်နဲ့ဖြစ်သွားတာမဟုတ်အတန်နှစ်ခုရှိတယ်ဒါပေမဲ့အဲ့နှစ်ခုကိုပေါင်းဆက်လိုက်တဲ့အတွက် pl နော် st black ဆိုရင် bl ဒါလေးတွေကို consonant blend လို့ခေါ်တယ်ပေါ့နော်ခုန digraph ကတော့
စလုံးလေးနှလုံးရှိတယ်ဒါပေမဲ့ကျမတို့တစ်တန်နဲ့ထွက်တယ်ဒါစလုံးနှလုံးရှိတယ်နှစ်တန်ထွက်တယ်ဒါပေမဲ့နီးနီးကက်ကက်ပေါင်းဆက်ပြီးတော့ထွက်ရတယ်ပေါ့နော်ဒါလေးတွေကကျမတို့သိဖို့ဘာလို့အရေးကြီးတာလဲဆိုရင်ကလေးတွေက phonics ကိုသင်တဲ့အခါသူတို့က consonant blend လား digraph လားသူတို့တော့ကျမတို့ကသွားပြီးတော့ဒါကတော့ consonant blend လို့ခေါ်တယ်ဒါကတော့ digraph လို့ခေါ်တယ်လို့ပြောဖို့တော့မလိုဘူးပေါ့နော်ကျမတို့ဆရာမအနေနဲ့တော့ဒါခွဲခြားပြီးတော့သိရမယ်ဒါပေမဲ့သူတို့ဘယ်လိုလေးတွေပြောဖို့လို့လဲဆိုတော့ two letter makes one sound နော်C နဲ့ K နဲ့နှစ်ခုတော့ရှိတယ်ဒါပေမဲ့ကျမတို့ခလို့မထွက်ဘူးခလို့ပဲထွက်တယ် two letters make one sound ခနော်ဒီလိုလေးတွေကျမတို့ပြောဖို့လို့တယ် blur နော်ဒီဘက်မှာလည်းသူက two letters ပဲလေနော်ဒါပေမဲ့ကလေးကconfuse ဖြစ်နိုင်တယ်ပေါ့နော် blur လို့ထွက်ရမှာလား blur လို့ထွက်ရမှာလားခဘလို့ထွက်ရမှာလားဒီလိုမျိုးတွေသူ confuse ဖြစ်နိုင်တယ်ဒါလေးတွေကကျမတို့သူတို့ practice များလုပ်ပေးပြီးတော့ဒါတည်လာအောင်လို့ကျွမ်းကျင်လာအောင်လို့သင်ပေးရမှာပေါ့နော်ဒါပေမဲ့ဆရာမအနေနဲ့ကတော့ဒါလေးတွေကတော့ consonant cluster ဖြစ်တယ်ဒါလေးတွေကတော့ digraph ဖြစ်တယ်ဒီလိုမျိုးလေးတွေကျမတို့ခွဲခြားပြီးတော့သိရမယ်ပေါ့နော်ကျမတို့ဒီနေ့ဆွေးနွေးသွားတာလေးတွေကိုပြန်ပြီးတော့ recap လုပ်ရရင်အရင်ဆုံး letter sound နဲ့ letter name တွေကဘာတွေกว่าလဲပေါ့နော်ဒီ phoneme grapheme ဒါလေးတွေအကြောင်းပြောသွားတယ်ပြီးတဲ့အခါမှာ vowel consonant ပေါ့နော် vowel လေးတွေကဘာလေးတွေလဲ consonant လေးတွေကဘာလေးတွေလဲပေါ့နော်ပြီးတော့ decoding အကြောင်းလေး decoding လုပ်ရမှာအသုံးပြုရမယ် blending skill ပြီး encoding လုပ်ရမှာအသုံးပြုရမယ် segmenting skill ပေါ့နော်ဒါလေးတွေအကြောင်းလေးပြီးတော့ digraph ဆိုတာဘာလဲ consonant blend ဆိုတာဘာလဲပေါ့နော်ဒီphonics နဲ့ပတ်သက်ပြီးတော့ဖြစ်မနေသိထားရမယ်အခြေခံအကြောင်းအရာလေးတွေကိုဆွေးနွေးသွားခဲ့ပါတယ်နောက်ဗီဒီယိုတွေမှာလည်းဒီ phonics နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ early childhood education နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဆွေးနွေးသွားမှာဖြစ်လို့channel လေးကိုလည်း follow လုပ်သွားနိုင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင် bye bye